ဒီနေ့မှာတော့ဘယ်နေရာရောက်ထမင်းကြော်မှာထမင်းကြော်ကြိုက်တဲ့လူတွေအတွက်သီးဆောင်ထမင်းကြော်လေးကြောပြပေးထားရနော်အရင်ဆုံးကိုထည့်ချင်တဲ့အသီးနှံတွေဖြစ်တဲ့ပြောင်းဘူးမုံလာဥနီပဲတီတို့ကိုပပလေးလှီးပြီးတော့စိတ်ထားလိုက်ပါမယ်ရှင်ပြီးရင်တော့အိမ်မှာအသင့်ရှိနေတဲ့ဝက်ဥချောင်းလေးကိုပါထည့်လိုက်ပါမယ်ရှင်ကိုထည့်ကျင်တဲ့ပါဝင်ပစ္စည်းလေးတွေအားလုံးစုံသွားပြီဆိုရင်တော့ထမင်းကြော်ဖို့အတွက်စပြီးတော့ပြင်လိုက်ပါမယ်ရှင်အရင်ဆုံးအိုးထဲကိုစီအနှင်းငယ်ထည့်ထားလိုက်ပါမယ်ရှင်စီဆူလာပြီဆိုရင်တော့အနက်မမွေးလေးဖြစ်သွားအောင်ချက်သွန်ဖြူလေးကိုထည့်ကြော်ထားလိုက်ပါမယ်ရှင်ပြီးတော့ရင်တော့ခုနကလှိချွတ်ထားတဲ့အသီးနှံလေးတွေအကုန်လုံးရောထည့်ပြီးတော့မှွေလိုက်ပါမယ်ရှင်အသီးညံနေအားလုံးကျက်သွားပြီဆိုရင်တော့ထမင်းလေးထည့်လိုက်ပါမယ်ရှင်အရသာအတွက်ပန်းငယ်များရဲ့အနောက်လေးအနှင်းရင်သုံးထားပါရဲ့ရှင်စားအနှင်းငယ်ငရုတ်ကောင်းမုံအနှင်းငယ်ကိုလည်းထည့်ပြီးတော့သုံးထားပါရဲ့ရှင်အားလုံးတမသွားအောင်နနလေးဝှေပေးလိုက်ပါရဲ့ရှင်ရုံးကထမင်းကြော်ဆိုရင်ကျွတ်လေးမှကြိုက်တာမို့လို့ပို့ပြီးတော့အချိန်ကြာလေးတည်ထားလိုက်ပါရဲ့ရှင်အခုဆိုလို့ရှိရင်အရသာလည်းပြည့်စုံဗီတာမင်လည်းကျွယ်ဝတဲ့ဒီစုံထမင်းကြော်လေးရပြီဖြစ်ပါတယ်ကျုပ်အနှစ်လေးကိုဖောက်ပြီးထမင်းကြော်လေးနဲ့စားလိုက်ရတဲ့အရသာလုံးဝရှယ်ပဲကွယ်အရန်လေးရသာရှိရမို့လို့လိုက်လှုပ်ရှားကြည့်ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရဲ့ရှင်